အားလုံးပဲမင်္ဂလာပါဒီညမှာတော့လာပြည့်ညဖြစ်တဲ့အတွက်ကြောင့်ထူးခြားတဲ့စွမ်းအင်တွေကိုအသုံးချပြီးစိတ်ထဲအပူပင်တွေအတိတ်ကဒဏ်ရာတွေကိုဆွန့်ထုတ်ပြမဲ့တရားထိုင်ခြင်းလေးတစ်ခုလုပ်ရအောင်နော်ဒီနေ့ညလာပြည့်နဲ့ညလေးဖြစ်တဲ့အတွက်ကြောင့်ပတ်ဝန်းကျင်တစ်ခုလုံးလာရောင်နဲ့ဝန်းပါနေသလိုပဲသင်ရဲ့စိတ်ထဲမှာလည်းအလင်းရောင်တွေကိုရစေဖို့ဒီမိနစ်20ခရီးစဉ်လေးကိုစတင်လိုက်အောင်နော်။ဘာလို့လာပြည့်ညမှာတရားထိုင်သင့်တာလဲလို့မေးရင်သိပ္ပံနည်းပညာအရလာရဲ့စွမ်းရည်အားတွေဟာကမ္ဘာပေါ်ကရေထုအင်္ဂလိပ်လိုပြောရင် tides ကိုလှုပ်ခတ်စီသလိုပဲလူခန္ဓာကိုယ်ကလည်း90%ကရေထုနဲ့လှုပ်ထားတဲ့အတွက်ကြောင့်သက်ရောက်မှုရှိပါတယ်။ဒါကို biological tides လို့လည်းခေါ်ပါတယ်။လာပြည့်ချိန်မှာကျမတို့အာယုံကြောတွေဟာပိုပြီးတော့နိုးကြတက်ကြွနေတတ်သလိုစိတ်ခံစားချက်တွေကလည်းအထွတ်အထိပ်ကိုရောက်နေတတ်ပါတယ်။ဒါကမကောင်းတာလို့မဆိုလို့နော်။စိတ်ထဲမှာပိတ်မိနေတဲ့အတိတ်ကဒဏ်ရာတွေ trauma တွေလို့ပြောလို့ရတယ်။အစိတ်တောက်တွေဖြစ်စေတဲ့အတွေးတွေကိုအမြစ်ကနေဆွဲထုတ်ပြီးတော့ clear လုပ်ဖို့အတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။လာရောင်အောက်မှာတရားထိုင်မယ်ဆိုလဲတင့်တော်ပါတယ်။ဒါမှမဟုတ်အိမ်ထဲမှာကတင်ပေါ်မှာလဲလှောင်ပြီးတော့တရားထိုင်တာလို့ဆိုလဲအဆင်ပြေပါတယ်။အဲဆိုအခုစားလိုက်ပါမယ်။အခုမျက်လုံးလေးကိုညှင်းသာစွာမှိတ်ထားပါ။ကြောရိုးကိုဖြောင်းဖြောင်းထားပါ။တက်တောင့်တက်တာရှိမဲ့ပုံစံမျိုးမှာထိုင်ပေးပါ။လဲပြီးအိမ်နေမဲ့သူကလည်းအိပ်လို့ရတယ်။သို့မဟုတ်အပြင်မှာလာရောင်အောက်မှာထိုင်တဲ့သူကလည်းလေကောင်းလေသန့်ရှိတဲ့နေရာလေးမှာထိုင်ပေးပါ။စူညံတဲ့အတန်တွေမကြားရရင်တော့ပိုအဆင်ပြေပါတယ်။အရင်ဆုံးအသက်ကိုပြင်းပြင်းရှူသွင်းပေးပါ။လာရောင်တွေကတန့်စင်တဲ့စွမ်းအင်တွေကိုသင်နှာခေါင်းထဲကနေတဆင်ခန္ဓာကိုယ်အနှံ့ပြန့်သွားတယ်လို့စိတ်ကူးကြည့်ပါအသက်ကိုလည်းဖြည်းဖြည်းချင်းပြန်ထုတ်ပါသင်ရဲ့ထဲမှာပိတ်မိနေတဲ့မောဟတွေဒေါသတွေစိုးရိမ်မှုတွေကအသက်ရှူလိုက်တိုင်းမှာလေတွေနဲ့အပြင်ကိုတွန်းထုတ်လိုက်သလိုပါသွားတယ်လို့မှတ်ယူပေးပါတချို့ကလာရောင်ကဖြူတယ်ဆိုတော့ပြင်းပြင်းရှူလိုက်တိုင်းအဖြူရောင်အလင်းလေးတွေဝင်သွားတယ်ပြန်ထွက်သွားလို့ရှိရင်အမှောင်အရောင်ပေါ့နော်အမဲရောင်မီးခိုးရောင်နေပြန်ထွက်သွားတယ်လို့စဉ်းစားလဲရတယ်တချို့ဝါရင်ပြီးသား meditate အမြဲတမ်းလုပ်တဲ့သူတွေဟာရောအယောင်နေမြင်တတ်တဲ့သူတွေရှိပါတယ်သူတို့တွေကသူတို့အယောင်နဲ့သူတို့ရှူလိုက်တိုင်းရှိုက်လိုက်တိုင်းမှာဝင်နေထွက်တယ်လို့သိလဲရတယ်နော်အခုသင်ရဲ့ sensory awareness ပေါ့နော်အာယုံခံစားမှုကိုစတင်လိုက်ပါမယ်နော်သင်ပတ်ဝန်းကျင်ကလေထုကိုအရင်ဆုံးခံစားကြည့်ပါနာသီးထိပ်ဖြားမှာခံစားလဲရတယ်သင်အရေပြားပေါ်မှာထိတွေ့နေတဲ့လေလေးတွေကအေးသလားပူနေသလားသတိထားကြည့်ပါအေးတဲ့အခန်းထဲမှာနေတဲ့သူတွေဟာအရေပြားပေါ်မှာလေးတိုးနေတယ်ဆိုအေးတဲ့လေးတိုးနေတယ်ဆိုပြီးတွေးထားကြည့်ပါတကယ်လို့အပြင်မှာထိုင်နေတဲ့သူတွေကပူနေတယ်ဆိုလဲနာသီးထိပ်ဖြားလေးမှာပူနေတဲ့အရာသာသို့မဟုတ်မျက်နှာပြင်ပေါ်မှာပူနေတဲ့အရာသာရိုးသတိထားကြည့်ပါဒီလာပြည့်ညရဲ့လေထုဟာသင်ကိုကုသပေးမယ်လို့တွေးနေပေးပါအခုသင်ရဲ့စိတ်အာရုံထဲမှာကောင်းကင်ယံဝန်းပါတဲ့လာပြည့်ဝင်ကြီးကို
စိုက်ကြည့်နေရလို့မြင်အောင်ကြည့်ပေးပါမျက်လုံးဖွင့်ပြီးကြည့်စရာမလိုဘူးเนาะစိတ်ထဲမှာပဲလာမင်းကိုမြင်ပေးပါလားရောင်ဟာငွေရောင်အလင်းနှန်းတွေအဖြစ်သင်ရဲ့ဥခေါင်းထိပ်ကနေပဲဖြစ်ဖြစ်ခန္ဓာကိုယ်ထဲကိုစီးဝင်နေရဆိုပြီးတော့စဉ်းစားကြည့်ပေးပါကျမတို့စိတ်ထဲမှာနာကျင်ခဲ့ရတဲ့အတိတ်ကအဖြစ်အပျက်တွေပေါ့နော်ဒဏ်ရာတွေ trauma တွေကိုစိတ်ထဲမှာရှိတာမဟုတ်ပါဘူးသိပ္ပံနည်းအရာဆိုလို့ရှိရင်ကျမတို့ခံစားရတဲ့စိတ်ဒဏ်ရာတွေကစိတ်ထဲမှာရောခန္ဓာကိုယ်က cell စီကြွက်သားတွေထဲမှာပါစွမ်းအင်အဖြစ်သူကကန့်ညှိပြီးတော့ပိတ်မိနေတာတွေရှိပါတယ်ဒါကြောင့်လည်းစိတ်ညစ်ရင်ကိုယ်တွေကတောင့်သွားတယ်လို့လေးလံသွားတယ်လို့ဖြစ်တတ်ပါတယ်အဲ့ဒီဟာကိုအင်္ဂလိပ်လိုဆိုရင် the body keeps the score ပေါ့နော်သူကစိတ်ကဖြစ်နေတဲ့ဒဏ်ရာတွေကိုယ်လုံးကမှတ်ထားတာအဲ့ဒါကြောင့်လည်းစိတ်ညစ်ရင်ရင်ဘတ်ထဲအောင်လာတာတို့ပခုံးတွေတောင့်လာတာတို့မေးရိုးတွေမာထားတာတို့ဖြစ်တတ်ပါတယ်လာပညာရဲ့အလင်းရောင်တွေကဒီပိတ်မိနေတဲ့စွမ်းအင်တွေကိုအရေးပြောသွားစေဖို့လှုံ့ဆော်ပေးပါလိမ့်မယ်အခုတရားထိုင်နေတဲ့အချိန်ပခုံးကြီးကျုံနေရင်လည်းလျှော့ပေးပါမေးစီးတွေတင်းနေရင်လည်းလျှော့ပေးထားပါမျက်မှောင်တွေကျုံထားမိရင်ဖြေလျှော့ပေးထားပါသင်္ခဏကိုတစ်ချက်လောက်စကန်လေးဖတ်ကြည့်မယ်နော်ရင်ဘတ်ထဲကစပြီးတော့ရင်ဘတ်ထဲမှာတခုခုပိတ်နေသလိုခံစားရလားရင်ဘတ်ထဲမှာတင်းကျပ်နေတာတို့အသက်ရှူမဝတာတို့အခုခံစားနေရတယ်ဆိုရင်ဒါဟာဖော်ပြမနိုင်တဲ့ဝမ်းနည်းမှုတွေလည်းဖြစ်တတ်ပါတယ်ပြီးတော့လေချောင်းထဲမှာတခုခုတစ်နေသလိုမျိုးတို့ဆိုရင်ဒီဟာသင်ထုတ်မပြောခဲ့ရတဲ့စကားတွေမျိုးသိခဲ့ရတဲ့စကားလုံးတွေဖြစ်နိုင်ပါတယ်တချို့ကကြတော့ဒါတွေလုံးဝမရှိဘဲနဲ့ဘိုက်ထဲမှာပဲရစ်နေသလိုခံစားရပါတယ်ဘိုက်ထဲမှာဆိုရင်တော့စိုးရင်ပူပင်မှုလို့သတ်မှတ်ကြပါတယ်ဒီခံစားချက်တွေကိုမကြောက်ပါနဲ့လူတိုင်းမှာရှိပါတယ်သူတို့ကိုရှိရင်ရှိမှန်အသိမှတ်ပြုလိုက်ရုံနဲ့ပဲသူတို့ရဲ့အရှိန်တွေကအခုစတင်ရောကျသွားပါတယ်ရင်ဘတ်ထဲမှာပဲဖြစ်ဖြစ်လေချောင်းထဲမှာဖြစ်ဖြစ်ဝမ်းဘိုက်ထဲမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာတင်းကျပ်မှုရှိနေပါစေသူတို့အသိမှတ်ပြုပေးပါအသိမှတ်ပြုရင်ပုံမှန်လေးပြန်ရှုပါအသက်ကိုဖြည်းဖြည်းချင်းရှုပါအောင့်နိုင်တဲ့သူတွေကခဏအောင်4 စက္ကန့်လောက်အောင်ပြီးပါးစပ်ကနေပြီးတော့အာရပါရပြန်ထုတ်လို့ရတယ်မအောင်နိုင်တဲ့သူတွေကပုံမှန်အတိုင်းရှုတယ်ရှိုက်တယ်နဲ့သွားလို့ရပါတယ်အခုလိုမျိုးအသက်ရှုထုတ်လိုက်တာသင်ရဲ့ vagus nerve ပေါ့နော် nerve တွေကိုလှုံ့ဆော်ပေးပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell ဆေးတွေကိုလှုံ့ဆော်ပေးပါတယ်ခန္ဓာကိုယ်ကိုအခုမင်းပေးကင်းပြီအရာအလုံးလှုပ်ချလို့ရပြီဆိုရယ် signal ပေးလိုက်တာမျိုးဖြစ်ပါတယ်ကျမတို့တွေကတချို့ငါလှုပ်ချလိုက်ပြီလို့ပြောကြတာများပါတယ်ဒါပေမဲ့အဲ့ဒီလိုပြောလိုက်တိုင်းမှာတခါတလေလေးသံမှာဒေါသတွေနာကျင်မှုတွေပါနေတော့မယ်ဆိုတာကိုအတိမတ်ပြုလို့ရတဲ့သူတွေကအတိမတ်ပြုလို့ရပါတယ်ဒါကတကယ်လွတ်ချလိုက်တာမဟုတ်ပဲနဲ့ငါလွတ်ချလိုက်ပြီလို့ပြောရင်နာကျင်မှုတွေပါသွားတယ်ဆိုရင်အထင်အကျပ်မေ့ပြဖို့မကြိုးစားပါနဲ့သိပ္ပံနည်းအရပြောရမယ်ဆိုရင်ဒါကစိတ်ကိုလှည့်စားခြင်း mental denial လို့လည်းပြောလို့ရပါတယ်စိတ်ဒဏ်ရာတွေကိုရင်ဘတ်ထဲမှာပို့ပြီးတော့
တွယ်ညှိစေတဲ့အတွက်ကြောင့်တကယ်လက်ကိုလှုပ်တယ်ဆိုလို့ရှိရင်လက်ကိုမဖြစ်ပဲနဲ့ပို့ပြီးတော့ဆိုးကျိုးလေးတွေပါနိုင်စေပါတယ်အဲ့ဒါကြောင့်တကယ် letting go ဆိုတာအဲ့ဒီအဖြစ်အပျက်တွေကိုပြန်တွေးလိုက်ရင်တော့မှသင်ရဲ့ရင်ဘတ်ထဲမှာဒေါသမရှိတော့ဘဲနဲ့ရေလိုအေးချမ်းနေတာကိုဆိုလိုပါတယ်ဒါပေမဲ့စိတ်မပူပါနဲ့အခုစိတ်ပိုင်းဆိုင်ရာအတားအဆီးတွေကိုလားရောင်နဲ့တူမျောလိုက်လို့ရပါတယ် full moon နေ့မှာပုံမှန်တရားထိုင်ကြတယ်ပြင်ထွက်ပြီးတရားထိုင်ကြတဲ့သူတွေက release ပေါ့နော် cellular healing နေလုပ်ကြပါတယ်အဓိက visualization တွေလုပ်ကြပါတယ်ဒီလားရောင်ထဲမှာနာကျင်မှုတွေကိုလွတ်ချပြီးတော့မျောပါသွားအောင် breathing exercise တွေလည်းလုပ်လို့ရပါတယ်သူသေသနာအရာပေါ့နော်လူအုံနာဟာ visualization ကိုလက်တွေ့အဖြစ်လက်ခံတတ်ပါတယ်အခုသင်ရင်ထဲမှာအမှောင်တူတွေတို့ trauma တို့နာကျင်မှုတွေဟာအမဲအောင်မီးခိုးမွေတွေလိုမျိုးသင်ခန္ဓာကိုယ်တွေကထွက်သွားတယ်ဆိုပြီးတော့လားရောင်အောက်မှာပျောက်သွားတယ်လို့မြင်အောင်လို့ရပါတယ်ရုပ်ရှင်တွေထဲကလိုမျိုးစိတ်ထဲမှာ visualize လုပ်လို့ရပါတယ်အခုလာမင်းရဲ့အလင်းတန်းဘလောက်လင်းလဲဆိုတာကိုယ့်ရဲ့ခန္ဓာကိုယ်တွေကထွက်သွားတဲ့ release လုပ်လိုက်တဲ့ trauma တွေနာကျင်မှုတွေပူပန်မှုတွေစိုးရိမ်နေရတဲ့စိတ်တွေဟာခန္ဓာကိုယ်တွေကထွက်ခွာသွားပြီးတော့လားရောင်အောက်ထဲမှာပျောက်ကွယ်သွားပါတယ်ငါ့ကိုရှေ့ဆက်မရအောင်ဆွဲထားတဲ့အတိတ်ကကြိုးတွေကိုငါဖြတ်တောက်လိုက်ပြီးငါဒီလားပညာလေထုထဲမှာလွတ်လပ်သွားပြီလို့စိတ်ထဲမှာတွေးနေပေးပါတချို့က energy healing meditation တွေမှာဆိုရင်ပြောပြဖူးပါတယ်ဘလို့မှကိုယ်လုံးထဲကနေပြီးတော့အငွေ့တွေထွက်သွားလာအောင် trauma တွေကို release မလုပ်နိုင်တဲ့အတွက်ကြောင့်တချို့ကမြင်တာကြတော့ကျိုးစားလေးကိုယ်လုံးထဲကကျိုးစားလေးအရှည်လေးထွက်သွားပြီးတော့အဲ့အရှည်လေးကိုအပြင်မှာပုံကျသည့်အထိ visualize လုပ်တယ်ပြီးတော့မှစိတ်ထဲမှာကတ်ကြီးလေးတစ်ခုနဲ့ဖြတ်လိုက်သလိုလုပ်ပါတယ်တချို့ကကြတော့ပူပင်တာကတော့အမြဲတမ်းလူဆိုတာပူပင်မှာပဲဆိုပြီးတော့ကျိုးတစ်ဝက်လောက်ကတော့ကြံခဲ့ပေမဲ့ကိုယ်လုံးထဲမှာကြံခဲ့ပေမဲ့သူအရင်ကအရန်ပူပင်ခဲ့တဲ့ဟာတွေကိုကတ်ကြီးလေးနဲ့ဖြတ်လိုက်တယ်ဆိုပြီးတော့တွေးပြီးတော့အမှဖြတ်လိုက်တာနဲ့လွတ်လပ်သွားပြီငါအဲ့ဒီအပုံလိုက်ကြီးနဲ့ငါနဲ့မဆိုင်တော့ဘူးဆိုပြီးတော့စဉ်းစားတတ်ကြပါတယ်အဲ့လို visualize လုပ်ရင်လည်းရပါတယ်တချို့ကြတော့တောကတွေအရန်များလို့ကိုယ်လုံးထဲကနေအငွေ့ပြန်တယ်လို့လုံးဝပျောက်သွားတယ်လို့လည်း visualize လုပ်ကြပါတယ်အဆင်ပြေတယ်လို့လုပ်နိုင်ပါတယ်လားပညာမှာအလင်းရောင်နဲ့သင်ရဲ့ cell တစ်ခုချင်းစီတွေကိုရောက်သွားတယ်ဒဏ်ရာဟောင်းနေပြန်လည်ပြီးတော့ပြုတ်ပြင်ပေးတယ်ဆိုတာကိုတွေးကြည့်ပေးပါဒါစိတ်ကူးသက်သက်မဟုတ်ဘူးသင်ရဲ့စိတ်ဖိစီးမှုဟော်မုန်း cortisol level တွေကျဆင်းသွားတယ်ကျဆင်းပြီးတာနဲ့ melatonin နဲ့ serotonin တွေမြင့်တင်သွားတယ်ဆိုတာကိုတွေးပေးပါစိတ်အေးလက်အေးအသက်ရှူပေးပါတင်းရဲ့စိတ်ဟာအခုခုနကနေအခုထိကိုအများကြီးပို့ပြီးတော့ကြည်လင်လာတာကိုခံစားကြည့်ပါအခုတင်းရဲ့စိတ်အာရုံထဲမှာကောင်းကင်ရာဝန်းပနေတဲ့လာဝန်းကြီးကိုစဉ်းစားပြီးဒီလားရောင်တွေဟာတင်းရဲ့ emotional blockage တွေကိုကြည်လင်သွားအောင်ကုစားပေးနေတဲ့အတွက်ကြောင့်
ဘယ်ရာအသင်းကိုရှေ့ဆက်မရအောင်တားဆီးနေတာလဲကိုနောက်ဆုံးစဉ်းစားကြည့်ပါဘသူအပေါ်မှာအာဃာတတွေကြောင့်သင်ကလေးလံနေတာလဲနောက်ဆုံးအနေနဲ့တွေးကြည့်ပေးပါဘလို့အတိတ်ကဒဏ်ရာ trauma တွေကသင်ကိုနာကျင်စေတုံးလဲဆိုတာကိုနောက်ဆုံးအနေနဲ့ဒီအရာတွေအကုန်လုံးကိုဖုံးမကွယ်ထားပါနဲ့အလင်းရောင်အောက်မှာအားလုံးကိုချပြပါလားရောင်ရဲ့အေးမြမှုကိုဒီနာကျင်မှုတွေပျော်သွားစေပါတယ်ခုနကဖြတ်တောက်လိုက်တဲ့ကြိုးတွေကိုလည်းလွတ်ချလိုက်ပြီးငါနောက်ဆုံးတွေးတဲ့အတွေးတွေမှာလည်းဖြူစင်ပြီးတော့ကြည်လင်အေးမြတဲ့အတွေးတွေပဲဖြစ်တယ်လို့ visualize လုပ်ပေးပါငါ့ကိုလေးလံစေတဲ့အရာတွေအားလုံးဒီလားပညာမှာငါဆွတ်လွတ်လိုက်ပြီးငါရဲ့စိတ်ဟာလားရောင်လိုပဲကြည်လင်တန့်ရှင်းသွားပါပြီဒီနေ့ညအတွက်လားပညာရဲ့စွမ်းအင်နေရာအဆုံးစုံထိရောက်ရှိသွားပါပြီသင်ရဲ့ရံပတ်ထဲမှာအေးမြတဲ့အလင်းလေးတွေပဲရှိနေပါတော့မယ်လို့ခံစားကြည့်ပါဒါဟာသင်ရဲ့ pure mindset ဖြစ်ပါတယ်ဒီစွမ်းအင်ဟာအလားကဘာရဲ့စွမ်းအင်နဲ့တစ်ထပ်ထဲဖြစ်သွားတယ်လို့ညှိယူပေးပါ energy တွေကိုစိတ်ပေးပါသင်ဟာသဘာဝတရားရဲ့အစိတ်ပိုင်းတစ်ခုဖြစ်သွားပါပြီအထီးကျန်စရာလည်းမလိုတော့ပါဘူးဒီစัจ java ရာကြီးကအသင်ကိုအမြဲတမ်းဖိမပေးနေတယ်လို့တွေးကြည့်ပေးပါအသက်ကိုပုံမှန်လေးရှူပေးပါရှူသွင်းနိုင်တဲ့ကြည်လင်ခြင်းအေးမြခြင်းတွေကိုရှူသွင်းပြီးတော့ရှူထုတ်တိုင်းမှာငြိမ်းချမ်းခြင်းကိုစဉ်းစားပေးပါသင်ရဲ့ခန္ဓာကိုယ်ထဲက cell ပေါင်းကတိ60ကျော်ဟာဒီခန္ဓာကိုယ်အတွက်ကိုပြန်လည်ရှင်သန် healing ဖြစ်သွားတယ်လို့တွေးကြည့်ပေးပါနောက်ဆုံးချိန်အနေနဲ့အသက်ကိုပြင်းပြင်းလေးရှူပေးပါပြင်းပြင်းလေးရှူမယ်ပြင်းပြင်းလေးပြန်ထုတ်မယ်ကြာကြာရှူလဲရပါတယ်ရှူရယ်ရှိုက်မယ်ငါရဲ့စွမ်းအင်တွေကအခုဆိုရင်သဘာဝတရားနဲ့တသားတည်းဖြစ်သွားပါပြီလို့အပြည့်အဝယုံကြည်ပေးပါအခုဆိုရင်တရားထိုင်လာတာ18မိနစ်ရှိပါပြီပုံမှန်အသက်ရှူတဲ့အတိုင်းပဲရှူပေးပါဒီနေ့အတွက်ကသုံးသပ်မယ်ဆိုရင်လားပညာမှာ energy တွေ heal ဖြစ်သွားပါတယ်တဘဝလုံးစာ energy တွေတော့မ heal ဖြစ်ရင်တော့ပူပင်သောကရောက်နေတဲ့လက်တလောစိတ်တွေကဒီနေ့လာမင်းနဲ့အတူပူပင်မှုတွေသောကတွေဒေါသတွေမောဟတွေကအငွေ့ပြန်သွားပါတယ်အခုတဖြည်းဖြည်းနဲ့ထိုင်နေရင်သင်ရဲ့လက်ချောင်းလေးတွေအရင်လှုပ်ပေးပါမျက်စိမဖွင့်နိုင်အောင်တော့လက်ချောင်းလေးတွေခြေချောင်းလေးတွေလှုပ်ပေးပါကျင်နေတဲ့သူတွေကလည်းခြေထောက်မှာကျင်နေတယ်ဆိုတာကိုအသိမှတ်ပြုပေးပါသင်ခန္ဓာကိုယ်ဟာဒီနေ့ဒီအချိန်မှာအရင်အထက်အများကြီးပေါ့ပါသွားတယ်ဆိုတာကိုသတိပြုမိလိမ့်မယ်နော်အဲ့ဒါကောင်းပါတယ်ပေါ့ပါသွားတယ်အေးချမ်းသွားတယ်ဆိုတာဒီည full moon energy healing မှာအောင်မြင်သွားတယ်ဆိုတာကိုအသိမှတ်ပြုပေးပါဒီလိုညမှာသင်ဟာစိတ်သစ်လူသစ်နဲ့အေးချမ်းစွာအိပ်လို့ရတယ်နော်ခန္ဓာကိုယ်ထဲကအစိတ်တောက်တွေကလည်းကင်းစင်သွားပါပြီအစင်သင့်ဖြစ်တဲ့အခါကြလို့ရှိရင်မျက်လုံးလေးတွေကိုဖြည်းဖြည်းချင်းပြန်ဖွင့်ပေးပါ
လာပြည့်ညမှာအားလုံးပဲစိတ်အေးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်